ပြင်းလိုက်တာမိုးတွေလည်းရွာနေတော့ငါဘက်အော်လာလေးဘက်လောက်ပါမယ်မိနေတာဟီဇယ်လောက်ခိုင်းထားတာကဲဟယ်လိုဒီနေ့ကရီချေဟီဇယ်ကိုကမန်းလေးလောက်ထားတဲ့ဟီဇယ်ဝီချက်လောက်ခိုင်းထားတဲ့အော်ဒါလေးလောက်ပြတော့မှပြပါရဲ့ကဲဝီချက်ဒီထဲမှာအကနောက်တစ်ခုရှိသေးတယ်အဲ့ဒါလေးထုတ်လိုက်ပါအောင်မယ်အဲ့အသေးလေးတစ်ခုရှိသေးတယ်ပေါ့နော်ကဲဒီမှာပါဒီအဲ့အသေးလေးကကျဲကလေးလေးထည့်ဖို့ပါကဲဒီအော်ရာလေးထဲမှာထည့်မဲ့အားလေးတွေယူကြမယ်ကဲဒီဟာလေးကဟိုဟာလေးကွန်ဖက်တီလေးပါချက်ကလေးပြုတ်ကြဝါးကြီးပြန်ကောင်းလာမယ်ဒါပြီးကြလို့ရှင်ဒီမိုချီစကိုရှိလေးယူပါမယ်ပြီးကြလို့ရှင်ဒီချယ်ရီစကိုရှိလေးယူပါမယ်မိုးရလေးရွာနေရနော်ကဲပြီးချင်းကြရင်ဒီနင်ဂျာစတာလေးယူပါမယ်ပြီးကြရင်ဒီလက်တဲလေးယူပါမယ်မတူကြံခဲ့ပေါ့နော်ကဲပြီးကြရင်ဒီရက်စမီစကူရှိလေးပေါ့နော်အဲ့ဒါလေးစကူရှိလေးပါကဲအဲ့ဒါလေးခုထည့်ပေးမယ်ကဲပြီးကြလို့ရှိရင်ရှာမယ်ကဲပြီးသွားပြီဆိုလို့ရှိရင်ဒီချက်ကလေးလေးထည့်ဖို့မေ့သွားလေပေါ့နော်နောက်တစ်ခုဆိုရင်နှစ်ခုပြေသွားပါပြီကဲပစ္စည်းနေတဲ့ကြထားလိုက်ပါဦးမယ်ကဲထားပြီးဝတ်ပြီဆိုတော့ဒီကွန်ဖက်တီလေးကိုအရင်ထည့်ပါမယ်ဒီအိတ်ထဲထည့်ပါမယ်ကဲဒီဟာလေးတွေအကုန်လုံးကအများကြီးပဲပေါ့နော်အဲ့ဒါလေးကိုဟီဇယ်ကrequest လုပ်ထားတာလေးလုပ်ပြပါဒီချက်ကလေးလေးရဲ့လက်သေးရဲ့စကူရှိရဲ့ဒီဟာလေးရဲ့ပေါ့နော်စကူရှိလေးရဲ့ချစ်စရာလေးကောင်းမယ်ကဲရီချဲအဲ့ဒါကို calculator လေးမှာတက်ပြီးပါပြီအဲ့ဒါလေးတွေကအကုန်ပေါင်း9000ကျပါတယ်9050ကျပါတယ်ဒါပေမဲ့50ကိုဖြုတ်ပြီး9000ပဲလုပ်ပေးထားတာပါဒီကလည်းတဲလေးပုံနော်ရင်းလေးချဖို့ကမ်းပါတယ်ဒီဘာလေးလှုပ်နေမှမသိပါလားနင်ဂျာစတာဒီရလေးရန်ချဖို့ကမ်းပါတယ်သူကနှစ်ဖက်ပါတာပေါ့နော်ဒီကအစင်းရောင်နဲ့အဝိုင်းပါလေးပါဒီ yes miss ကိုရှိရလေရန်ချဖို့ကမ်းပါတယ်ပေါ့နော်ဝချဲဒီထဲမှာပြောထားတဲ့ဇီဝချဲတော့ဇီလေးမပြောပြဘူးပေါ့နော်ဝချဲမေ့သွားလို့ပါဝချဲမမီလာလေးတွေကတော့လက်တဲလေးရဲ့1000မိလာချက်ကလေးက400ကြိုင်မိုချီဟာလေးကမိုချီစပူရှိလေးကကြတော့400ပါဒီစတစ်ကာလေးကလည်းရင်းချဖို့ကောင်းနေ900ပါဒီဟာလေးကကဲဒီဘေဘီတွစ်ကိုရှိလေးကတော့မောင်ဆွေရခတ်တဲ့အတွက်ကြောင့်300ပဲတတ်မှတ်ထားပါတယ်ဒီ My Melody ကိုရှိရကီချင်ရတော့1000ပါရလေးလည်းအရန်ကိုချက်ဖို့ကမှရခြင်းမကအတိတ်ဝယ်ဝဆက်စားတင်ဆွဲထားတဲ့ဟာလေးပါရချ Princess ကရှာပြီးဆွဲထားတာပါပုံဆွဲချင်တာကိုမေးလို့ရှိတယ်ပြီးတော့ဒါလေးက aesthetic glacier နဲ့ပေါ်တော့အယောင်လေးရလေး Richard touch marker ထဲက Richard မျိုးပုံဆွဲမယ်ဆိုလို့ရှိရင်တော့အဲ့လက်သေးထဲမှာလောက်ထားတဲ့ပုံလေးကကြတော့ရောင်လေးက sky blue နဲ့ salmon pink လေးကိုတုံးထားပါဖြစ်ပါတယ်ဒါမှမလို့ဒီခုချင်းလေးပေါ့နော်ရန်လေးချဖို့ကမှပစ္စည်းလေးပြန်ပြနေပေးတာပါဒီ confetti လေးထည့်ကြမယ်ယူမယ်ကဲဒါလေးထည့်မယ်
ငွေချမ်းပို DIY စမ်းချင်လို့ဆိုပြီးတော့ဒီလိုစာရွက်လေးနဲ့လုပ်ထားပါအဲ့ဒါလေးကိုလည်းတစ်ခန့်ကြပေးပါအောင်ရှင်ဒီကော်ဖီလေးထည့်ရပါအောင်မယ်မကြပါသေးဒါလေးတွေထည့်လိုက်ပါအောင်မယ်ထည့်ပြီးသွားပြီဆိုတော့ဒီစတစ်ကာလေးထည့်ပါမယ်Hazelလိုမျိုး request လေးလုပ်ချင်လို့ရှိရင်လည်း comment မှာရေးကြလို့ရတယ်နော် Yes Miss Squishy လေးထည့်မယ်အဲ့ဒီsquishy လောက်ထားပါလို့ဒီမုတ်စားပြီးမှလောက်ထားဖို့နော်မုတ်မထည့်ထားပါဘူးပြီးကြရင်ဒီလက်သေးလေးထည့်ပါမယ်ဒီဟာလေးကိုလည်းထည့်ရတာခက်တယ်ပေါ့နော်အဲ့ဆိုရင်ကြည့်လို့ပါထည့်မယ်Richie မနေ့ကတော့ရွှေလေးဖောက်လိုက်တယ်ဒါပေမဲ့ရွှေလေးကိုအရန်မဖောက်ဘူးတော့အရန်ဖောက်ချင်နေတော့ Richie ဗီဒီယိုရိုက်ပို့ပါမိတော့ပါတယ်ဒီထည့်ဘူးပါ cherry squishy လေးထည့်ဘူးပါဒီ mochi squishy လေးထည့်မယ် BB3 ဒီ squishy လေးထည့်မယ်နည်းနည်းချစ်ဖို့ကောင်းတယ်အဲ့လေးကိုကြိုက်မယ်လို့ထင်ပါတယ် Richie ကဒီထဲမှာ ninja star လေးထည့်ဖို့မေ့သွားတယ်နော် ninja star လေးထည့်မယ်ထည့်ရအောင်မထည့်တော်တော်အောင်ဖောင်းနေပြီနော်ဝါဒီ memory squishy လေးရထဲမှာဗာလေးပါလည်းမသိဘူးနော် squishy နဲ့ဗာလေး kitchen ကိုပြပါဒီမှာပါအဲ့ဒီဖောင်းရပေါ့နော်အဘလို့ဆိုပစ္စည်းရ9000ဘူးရောဆိုတော့ဖောင်းပါပေါ့နော်ဒီထဲမှာကြက်ကလေးလေးထည့်ပါမယ်ထဲမယ်ဖွင့်လာရပါပါပြီဒါလေးထည့်ပါမယ်ပြီးကြရင်ဒီကြက်ကလေးထည့်ပါမယ်ဒီနှစ်ခုကိုပြီးသွားရင် Hazel လိုမျိုး request လုပ်ချင်တဲ့လူလေး comment မှာထပ်ခဲ့ပေါ့နော်အားလုံးပဲ bye bye